မိန်းကလေးနဲ့ယောက်ျားလေးစာတင်ကျောင်းမှာဘယ်သူကစားပို့တော့တယ်လဲမိန်းကလေးတွေကယောက်ျားလေးတွေထက်စားပို့တော့တယ်ဆိုတာတကယ်ပဲအမှန်တရားလားဒါမှမဟုတ်အယူဆအမှားတစ်ခုလားတိတ်တန်ကြီးကြာသူတေနာတွေကဘာပြောလဲဆိုတာဒီဗီဒီယိုမှာပုဒ်တာဖြင့်ကြည့်လိုက်အောင်မျိုးသမီးတွေကကျောင်းငယ်စဉ်ကစာတင်ခန်းထဲမှာတာမကယနေ့လိုစီးပွားရေးလုပ်ငန်းခွင်တွေမှာလည်းအမျိုးသမီးတွေကအမျိုးသားတွေထက်ပုံမနေရယူပြီးဥဆောင်လာတာကိုတွေ့မြင်ရပါတယ်ကမ္ဘာလုံးဆိုင်ရာပညာရေးစစ်တမ်းတွေအရရေပုံရအဖြစ်မိန်းကလေးတွေကယောက်ျားလေးတွေထက်ရမှတ်ပုံမကောင်းဝင်ပြီးအောင်ချက်မြင်မာတာကိုနှစ်စဉ်နှစ်တိုင်းတွေ့မြင်ရပါတယ်အထူးသဖြင့်အမျိုးသမီးတွေကဘာသာစကားဖတ်စုခြင်းနဲ့စာစာကုန်းပိုင်းဆိုင်ရာတွေမှာယောက်ျားလေးတွေထက်ပုံမအားတာကိုတွေ့မြင်ရပါတယ်ဒါကဘာကြောင့်လို့တင်ထင်ပါတယ်လဲဒါကညံရီတစ်ခုတည်းကြောင့်မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့မိန်းကလေးတွေရဲ့အုံနောက်ဟာယောက်ျားလေးတွေထက်အသက်ငယ်စဉ်မှာပုံမစောစည်းစွာရင့်ကျက်ပြီးစီကန်းနဲ့အာယုံစူးစိုက်မှုအားကောင်းလို့ပါတစ်ဖက်မှာလည်းယောက်ျားလေးတွေကတွေးခေါ်မှုအားကောင်းတာကြောင့်ဝိပဗေဒအင်ဂျင်နီယာနဲ့နည်းပညာပိုင်းပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာထူးချွန်ထက်မြက်ကြပါတယ်ကဲဒါကြောင့်ဘသူကမှမွေးရပါညံကောင်းတယ်ဆိုတာမရှိပါဘူးစူးစမ်းမှုနဲ့စီကန်းစီမှုပေါ်တော်ချင်းမတော်ချင်းကအဆုံးဖြတ်ပေးတာပါဒါကြောင့်တင့်ရဲ့အမြင်ကဘယ်လိုလဲဆိုတာကိုမှမပြောပြခဲ့အောင်နော်အကောင်လေးကို like and share လုပ်ဖို့လည်းမမေ့ပါနဲ့နော်